Hello အားလုံးပဲမင်္ဂလာပါရှောက်တဲ့ရချူစပါတယ်အားလုံးပဲမင်္ဂလာပါရှောက်တဲ့ရချူစပါတယ်အားလုံးပဲထုံးစံတိုင်းကျွန်တော်အတန်လေးကြားရင် comments မှာရေးပေးပါဦးနော်Okay thank you ပါ Okay တနည်းနဲ့တိုးရဆိုရင်ကြည့်လိုက်โอเคအတန်ကြားပြီထင်ပါတယ်နော်အဲ့တော့ဒီနေ့ဒါရောက်တဲ့ရာကိုပြန်စတာပေါ့နော်ခဏနားထားပြီးတော့၄လလောက်တော့မသိဘူးနားလိုက်တယ်ပေါ့နော်နားပြီးတော့ဒါဒီနေ့ပြန်စတဲ့ဒါပထမဆုံး session ပေါ့နော်ပထမဆုံးနေ့ဖြစ်ပါတယ်ဒီနေ့ပြောမဲ့ခေါင်းစဉ်ကပေးထားတာဒီလက်လွတ်သွားသောအခွင့်အရေးများပေါ့နော်လက်လွတ်သွားသောအခွင့်အရေးများပဲဖြစ်ဖြစ်လက်လွတ်သွားသောအခွင့်အခါများပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့ဒီနာမည်လေးနဲ့ပေးထားပါတယ်အဲ့တော့ဒီ topic ကိုမပြောခင်မှာပထမဆုံးဒီရောက်တဲ့ရာနဲ့နည်းနည်းဝေးထားကြတော့ချို့လည်းပဲFacebook တငယ်ချင်းအစ်စ်တွေပါရှိရင်ကျွန်တော်ရောက်တဲ့ရာဆိုဘာကြီးလဲပေါ့နော်ဘာပြောတာလဲဆိုတော့မျိုးတိတ်မတိကြတဲ့သူတွေရှိရင်နည်းနည်းပြန်ပြောပြရမယ်ဆိုတော့ရောက်တဲ့ရာကခေါင်းစဉ်တိုင်းပဲရောက်တဲ့ရာပဲပေါ့နော်ရောက်တဲ့ရာကိုပဲweekly ပေါ့ weekly live အနေနဲ့နိုင်ဝဲ45မိနစ်လောက်ခါရီလဲမိနစ်35မိနစ်လောက်အဲ့လောက်ပြောတာဖြစ်ပါတယ်ပြောတဲ့ခါမှာလဲကိုဘယ်ခေါင်းစဉ်ရလို့မဟုတ်ဘူးထုံးစံတာရောက်တဲ့ရာဆိုရောက်တဲ့ရာပဲပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်မှာအစ်စ်မှာတော့ကျွန်တော် motto လေးတစ်ခုထားထားတယ်အဲ့ဒါဘာလဲဆို perspectives of living ပေါ့ရောက်တဲ့ရာပြောတဲ့ topic တိုင်းဒီmore or less one way or another ဒီ perspective of living နဲ့သက်ဆိုင်မယ်ရှင်သန်မှုနဲ့သက်ဆိုင်တဲ့ရှင်သန်မှုနဲ့သက်ဆိုင်တဲ့အရာဆိုတာလဲ perspective တွေအများကြီးရှိတာပေါ့နော်ဘယ် perspective ကပြောမှာလဲ religion perspective ကပြောမှာလား psychological point of view ကပြောမှာလားdata dimension ကပြောမှာလားဆိုတော့ဟာတွေပေါ့နော်ဆိုတော့အတွက်ကြောင့်မလို့ဒါတွေကိုကျွန်တော်ဒီကနေပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်မျှဝေတပတ်တစ်ခါပေါ့နော်အပတ်စဉ်စနေနေ့ပေါ့အရင်တော့တောက်ကြနေ့ပြောပါတယ်အခုကတော့စနေနေ့ပေါ့စနေနေ့မြန်မာချိန်9နာရီပေါ့စင်ကာပူချိန်10နာရီခွဲပေါ့နော်အဲ့ဒီကနေစပြီးတော့ပြောမှာဖြစ်ပါတယ်ဒီ Facebook ကနေပြီးတော့ live ဒီမြန်မာချိန်9နာရီဆို live ကြည့်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကအရင်တော့ကျွန်တော်ဒီနေ့လည်းပဲ post လေးတစ်ခုတင်ခဲ့တယ်အရင်တော့ရောက်တဲ့နေရာမှာကျွန်တော်ဘာသာရေးကိုမပြောဘူးလို့ကျွန်တော်သတ်မှတ်ထားတယ်ဒါပေမဲ့အခုကတော့အရင်တုန်းကတခြားဘာသာရေးပြောတဲ့ topics လေးနည်းနည်း short လိုက်တော့ဒီရောက်တဲ့နေရာကိုပဲမှာပဲဘာသာရေးနဲ့ပတ်သက်တဲ့ဘာသာရေးဆိုတော့ကိုးကွယ်မှုနဲ့ဆိုင်မဲနဲ့ဒီ perspective of living နဲ့ပဲဆိုင်တဲ့ဘာသာရေးမျိုးပေါ့နော်ဆိုတော့ဘာသာရေးဆိုတော့အဓိကကျွန်တော်နားလေကျွမ်းကျင်တဲ့ဘာသာ Buddhism ပဲဖြစ်တဲ့ကျွန်တော်ဗုဒ္ဓဘာသာရဲ့သင်ကြားမှုတွေဒါတွေကို perspective of living နဲ့ဆက်နွယ်တဲ့ဟာမျိုးတွေကိုကျွန်တော်အခါခွင့်သိရင်လည်းပဲပြောသွားမှာဖြစ်ပါတယ်ဒါကတော့အရင်တော့ရောက်တဲ့ရရနဲ့အခုရောက်တဲ့ရရနဲ့
ရဲ့နည်းနည်းဟိုအတူခွဲပြချက်လေးပေါ့နော်ဒါလေးကိုထပ်တိုးပြီးတော့ဟိုကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုတော့ဒီအဲ့လိုပြောလို့ပြောတဲ့ topic တိုင်းကဘာသာရေးကြီးပဲတော့မဟုတ်ဘူးနော်ဟို10 topic 10ခုလောက်ပြောရင်တစ်ခုနှစ်ခုလောက်ကတော့ဘာသာရေးနဲ့ဆက်နွယ်တဲ့ဟာမျိုးလေးလဲပါခြင်းလဲပါမှာဖြစ်ပါနော်နောက်တစ်ခုကတော့ဒီရောက်တဲ့ຢာလေးကိုဟို appreciate ဖြစ်တယ်ဆိုရင်ဟိုလှူဒန်းလို့ရပါတယ်အရင်တော့ဒီတိုင်းပါပဲနော်ဟိုလှူဒန်းတယ်ဆိုတော့ဘယ်လောက်လှူရမယ်လို့နည်းများမဆိုမဟုတ်ဘူးလှူဒန်းပြီးတော့ကျွန်တော်လှူဒန်းလို့ရတဲ့ငွေတွေအကုန်လုံးကိုထုံးစံအတိုင်းအရင်တော့ရောက်တဲ့ຢာအတိုင်းပေါ့နော်ရောက်တဲ့ຢာလှူရှင်တွေတော့သိပါတယ်အရင်တော့ထုံးစံအတိုင်းတစ်လတစ်ခါအားလုံးပေါင်းပြီးတော့ကျွန်တော်တနေရာပေါ့နော်ကျွန်တော်တို့တက်ပို့ပြီးတော့လိုအပ်နေတဲ့နေရာတွေဒီလောကကြီးမှာအများကြီးရှိတယ်အဲ့ဒီတနေရာကိုကျွန်တော်ပြန်ပြီးတော့စုပေါင်းပြီးတော့ရောက်တဲ့ရာနာမည်နဲ့ပဲကျွန်တော်ပြန်ပြီးတော့လူဒန်းမှာဖြစ်ပါတယ်လူဒန်းရတဲ့ငွေအကုန်လုံးပေါ့နော်ကျွန်တော်တရားမှယူပါမဟုတ်ပါကျွန်တော်ကချက်ချက်ပြီးတော့ဟိုလာတိုင်းအဲ့လိုလှူပြပါသေးတယ်အဲ့လိုလှူပြီးတော့ဟိုဒီလောကကောင်းကျိုးပေါ့နော်လောကကောင်းကျိုးကိုကျွန်တော်တက်နိုင်တဲ့ဘက်လေးကနေပြီးတော့ကျွန်တော်တို့လုံးကြလေးရှိပါတယ်အဲ့တော့အဲ့ဒီနောက်မနေ့ပြန်လောက်ကြရင်တော့ post မှာတော့ဘယ်အကောင့်တွေလှူလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ရေးလိုက်ပါဒီနေ့ကတော့ကျွန်တော်မေ့သွားလို့ရေးဖြစ်ဘူးเนาะ Okay ဒီရောက်တဲ့ຢာနဲ့ပတ်သက်တဲ့ဟို general information လေးပေါ့เนาะချို့လည်းတည်ပြီးသားလူတွေတည်ပြီးကြတဲ့လူတွေတည်ပြီးမှဖြစ်ပါတယ်ဒီနေ့ပြောမယ့် topics ကဟိုလက်လွတ်သွားသောအခွင့်အရေးများပေါ့ဒါပေမဲ့ဒီခေါင်းစဉ်ကကျွန်တော်အရင်တော့မကြိုက်ဘူးလက်လွတ်သွားသောဆိုတော့ဘယ်လိုပဲပေါ့နော်ဟိုအခွင့်အရေးများအခွင့်အခါများပေါ့အဲ့တော့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်လောကမှာဟိုခွင့်ကောင်းအခါကောင်းဆိုတာရှိတယ်နော်ဒီခွင့်ကောင်းအခါကောင်းကိုပြီးလိုက်တယ်ခွင့်ကောင်းအခါကောင်းကိုရလိုက်တယ်ခွင့်ကောင်းအခါကောင်းကိုကြုံလိုက်ရတယ်ခွင့်ကောင်းအခါကောင်းကိုဆုပ်ဆုပ်ကန်ကန်ဟိုချက်တန်းလိုက်ရတယ်ရရှိလိုက်ရတယ်အသုံးချလိုက်ရတယ်ဆိုရင်ကျွန်တော်ဘဝမှာဟိုတိုးတက်တာတွေအောင်မြင်တာတွေအများကြီးအဆင်ပြေတာတွေအများကြီးဖြစ်တာရှိအဲ့တော့ကျွန်တော်ဘဝမှာဒီအခွင့်ကောင်းအခါကောင်းပေါ့နော်အခွင့်အခါများပဲပြောအခွင့်အရေးများပဲပြောပေါ့ဒါမျိုးတွေရှိတတ်လေးရှိတယ်ဥပမာចောင်းသားဆိုရင်လည်းပဲတက္ကသိုလ်ဟိုတက်တဲ့အခါမှာဒီတက္ကသိုလ်တက်ခွင့်ရတယ်တက်ခွင့်ရောက်ချို့ဆိုတဲ့နိုင်ငံခြားတက္ကသိုလ်တက်ခွင့်ရတာဒီနှစ်အတွင်းမှာနိုင်ငံခြားတက္ကသိုလ်ပဲတက္ကသိုလ်ကခေါ်နေတာငါ6လိုက်အချိန်မီပြီးတော့တက်ခွင့်ရသွားတယ်နောက်နှစ်တည်းဆိုအမှတ်တရမြင့်မှာဘာညာပေါ့အဲ့တော့အခွင့်ကောင်းခါကောင်းကကျွန်တော်ငယ်လေးတွေကဒီចောင်းတက်တဲ့အခါမှာတွေကဒီចောင်းဝင်ခွင့်ရတာတွေတက္ကသိုလ်ဝင်ခွင့်ရတာတွေတခြားနိုင်ငံကတက္ကသိုလ်ဝင်ခွင့်ရတာတွေအလုပ်ဆိုလဲအလုပ်လုပ်တဲ့ဟိုအသက်အရွယ်ရောက်သွားရင်လည်းအလုပ်လုပ်တဲ့ဘဝမှာဒီအခွင့်ကောင်းအခါကောင်းတွေရှိအလုပ်ကောင်းရသွားတာတွေနော်ဟိုနိုင်ငံခြားကိုသွားလုပ်ရမယ်အလုပ်ရသွားတာဒါမျိုးတွေလည်းလူတိုင်းရဲ့ဘဝထဲမှာရှိလေရှိတာဖြစ်တာရှိတယ်ပေါ့နော် for example like ကျွန်တော်ဘဝဆိုရင်လည်းပဲကျွန်တော် YDP လို့ဗမာပြည်မှာလုပ်နေရင်းနဲ့အဲ့ကျွန်တော်အဒေါ်တယောက်ကသူကအဲ့ဘုတ်ကလေးဈေးလမ်းကိုဖြတ်သွားရင်းနဲ့အဲ့ဘုတ်ကလေးဈေးလမ်းကဒီ job agency ပေါ့နော် job agency တကူကစင်ကာပူကိုမှာအလုပ်ဖို့အတွက် engineer တွေအလုပ်ဟိုရှောက်လွှာတွေလက်ခံနေတယ်အဲဒီစင်ကာပူကအလုပ်ရှင်ကဗမာပြည်ကိုလာ view မယ်စိတ်ဝင်စားတယ်ဆိုရင်ဟိုသူတို့စီဆက်သွယ်ပါပေါ့နော်အဲဆိုင်းဘုတ်ကြီးထောင်ထားတွေ့တယ်တဲ့တွေ့တော့အိမ်ရောက်တော့အဲကျွန်တော်တော်ကကျွန်တော်နဲ့တွေ့တော့ကျွန်တော်ပြန်ပြောပြတော့အဲ့လိုဆိုလဲရှောက်တာပေါ့ဆိုအဲ့လိုကနေရှောက်ပြီးတော့ကျွန်တော်စင်ကာပူရောက်လာဒီအဲဒီစင်ကာပူကအလုပ်ရှင်ဗမာပြည်လာတယ်သူတို့ဟိုတယ်မှာအင်တာဗျူးတွေလုပ်ကြတယ်ကျွန်တော်တော့ဝင်ဖြေလိုက်တယ်ဖြေလိုက်တာဒီတိုင်းပဲဝင်ဖြေလိုက်တာပေါ့ဖြေပြီးတော့မှသူတို့ဟိုဘက်ကနေအကြောင်းကြားတော့အလုပ်ရတယ်ဘာညာအဲ့တော့ကျွန်တော်ကအဲ့ဒီအချိန်မှာဗမာပြည်မှာလုပ်တဲ့အလုပ်ကလွတ်တဲ့အတွက်ကြောင့်နိုင်ငံခြားရောက်နေတာစင်ကာပူရောက်နေတာအဲ့ဒီအချိန်မှာအဲ့ဒီအချိန်မှာပဲစင်ကာပူကအလုပ်ကပြန်ရဆိုအဲ့ဒါပဲဗမာပြည်မြင်ပြန်ပြီးတော့အဲ့လိုပေါ့လေအခွင့်ကောင်းခါကောင်းတွေကတစ်ခါလေကြာရင်ဟိုဘယ်လိုပြောမလဲဆိုတော့လူတိုင်းရဲ့ဘဝထဲမှာရှိတယ်အဲ့လိုရှိတဲ့အခါမှာလည်းအဲ့အခွင့်ကောင်းခါကောင်းကိုလက်စုပ်လက်ကင်ယူနိုင်ရင်ဘဝမှာအများကြီးထောက်ကူပြုတယ်နော်လိုပဲအိမ်တော်ပြုတဲ့အခါမှာလည်းဒီခွင့်ရေးကောင်းခါကောင်းဆိုတာဟိုရှိကြတာပဲဟုတ်တယ်နောက်တစ်ခုကလည်းပဲဒီကျွန်တော်ဒီခီးသွား holiday ထွက်တဲ့အခါမှာဆိုတော့ဒါလေးတွေကိုရှာနေဥမာဘယ်ဟိုတယ်ကဈေးချလဲဘယ်အချိန်မှာသွားရင်တော့ခွင့်ကောင်းခါကောင်းလဲအဲ့လိုမျိုးတွေပေါ့နော်ဒါတွေလည်းဟိုကျွန်တော်ဘဝထဲမှာရှိတာပဲပေါ့နော်even ဟို shopping ထွက်တာမှာ discount ဘယ်နေရာ discount ပေးလဲ discount ရတဲ့အခါမျိုးကြာရင်ဟာအများတွေပုံဈေးအများကြီးနဲ့ဝယ်ရအောင်ငါဒီလောက်ဈေးဟိုပြစ်ပဲ discount ချတဲ့အခါနဲ့တိုက်ဆိုင်လဲကျွန်တော်ဝယ်မိခဲ့တယ်ဆိုရင်တိလိယဆကျွန်တော်ခွင့်ကောင်းခါကောင်းတွေဟိုဘဝမှာရှိတတ်တယ်
အဲ့တော့ဒီအခွင့်ကောင်းခါကောင်းအခွင့်ရေးကောင်းပဲဖြစ်ဖြစ်အခွင့်ကောင်းခါကောင်းပဲဖြစ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဘဝမှာတန်ဖိုးအကြီးဆုံးနဲ့တန်ဖိုးအကြီးဆုံးအခွင့်ရေးတန်ဖိုးအကြီးဆုံးအခွင့်ရေးနဲ့အဲ့ဒီအခွင့်ရေးရတယ်လူတိုင်းရနိုင်တဲ့အခွင့်ရေးတစ်ခုရှိတယ်လူတိုင်းအတွက်တန်ဖိုးလဲအဲ့ဒါလဲတန်ဖိုးလဲအကြီးဆုံးပဲအဲ့ဒီအခွင့်ရေးอ่ะလူတိုင်းလည်းပဲရနိုင်တယ်ဘယ်သူစင်းရဲလို့ဘယ်မှာနေရလို့ဘာလူမျိုးမလို့ယောက်ျားမလို့မိန်းမမလို့ခလေးမို့လူကြီးမလို့မရနိုင်တဲ့ဟာမျိုးလည်းမဟုတ်အဲ့ဒီအခွင့်အရေးတစ်ခုရှိတယ်အဲ့ဘာလဲစဉ်းစားကြည့်စမ်းပါလူတိုင်းလည်းရနိုင်တယ်တန်ဖိုးလည်းသူ့တဲ့တန်ဖိုးကြီးတာမရှိတော့ဘူးအဲ့ဒီအခွင့်အရေးကောဘာခွင့်အရေးဖြစ်မဲ့ထင်တယ်ပေါ့နော်အဲ့ဘာလဲဆိုတော့လူဖြစ်ခွင့်တနည်းအားဖြင့်ပြောရင်ရှင်သန်ခွင့်ဟာကျွန်တော်တို့ရဲ့အခွင့်အရေးတကယ်လူတိုင်းရရှိခဲ့တဲ့တန်ဖိုးအကြီးဆုံးဖြစ်တဲ့ဆင်းရဲချမ်းသာမဆိုကြားမမရွေးကြီးငယ်မရွေးရရှိတဲ့တကယ်အခွင့်အရေးကောင်းကြီးပဲလေကျွန်တော်ရှင်သန်ခွင့်နာမရရင်လူဖြစ်ခွင့်နာမရရင်ကျွန်တော်ဘာမှဒီကျွန်တော်ကပြောနေတဲ့တက္ကသိုလ်ခွင့်ရေးတို့အလုပ်ခွင့်ရေးတို့ခီးသွားခွင့်ရေးတို့ဈေးဝယ်ခွင့်ဘာမှမရှိတော့ဘူးရှင်သန်ခွင့်လူဖြစ်ခွင့်ရတဲ့အခွင့်အရေးတွေလူတိုင်းအတွက်အလွန်တန်ဖိုးအကြီးဆုံးအခွင့်အရေးတစ်ခုဖြစ်တယ်အခွင့်ကောင်းအခါကောင်းတစ်ခုဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ရှင်သန်တဲ့အခွင့်အရေးကြီးကိုအချိန်တိုင်းတကယ်ရှင်သန်မှုအစစ်နဲ့ကျွန်တော်အသုံးချရလားတကယ်ကိုဘဝမှာရှင်သန်ခြင်းအပြည့်အဝနဲ့ကျွန်တော်နေချရလားရှင်သန်နေဆိုတော့ဘာလဲဆိုတော့လွယ်ပြောရရင်တော့အခုလက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာအခုလက်ရှိအချိန်မှာပေါ့နော်ကျွန်တော်ထိတွေ့နေတဲ့အထိတွေ့တွေကြားနေရတဲ့အတန်တွေမြင်နေရတဲ့ရှုခင်းတွေဒါတွေအကုန်လုံးနဲ့ in touch ဖြစ်နေတာပေါ့နော်ဟိုစာစကားနဲ့ပြောရမယ်ဆိုရင်တော့ဒီအာယုံ6ပါးနဲ့လက်ရှိအချိန်မှာအာယုံ6ပါးနဲ့ in touch ဖြစ်နေမှုကိုသိနေတာပေါ့နော်အဲ့ဒါကိုပဲရှင်သန်မှုလို့ကျွန်တော်ခေါ်တာအဲ့ပြန်မေးရမယ်ဆိုရင်ကျွန်တော်တို့လောကမှာနေကြတဲ့အချိန်တိုင်းမှာပြစ္ဆုတ်ပံမှာအဲ့လိုအာယုံ6ပါးနဲ့ in touch ဖြစ်နေမှုကိုသိပြီးတော့ရှင်သန်နေတဲ့အချိန်တစ်နေ့မှာဘယ်လောက်ရှိလဲ you can ask yourself ပြန်မေးကြည့်လို့ရတယ်ကျွန်တော်များသောအားဖြင့် Facebook တွေကြည့်နေမယ်တခုခုအကြောင်းတွေးနေမယ်မနေ့ဖြန်အလုပ်မှာဘာလုပ်ရမလဲတွေးနေမယ်ကြိုတင်ပြီးတော့စိတ်ညစ်နေမယ်ဖြစ်ခဲ့တဲ့တယောက်နဲ့ဖြစ်ခဲ့တဲ့ပြဿနာအကြောင်းတွေးနေမယ်အဲ့လိုဆိုရင်ကျွန်တော်အခုလက်ရှိအချိန်မှာလက်ရှိစက္ကန့်တိုင်းမှာကျွန်တော်ရရှိခဲ့တဲ့ခုနတန်ဖိုးအရှိဆုံးရှင်သန်ခြင်းဆိုတဲ့ဟာတကယ်ရှင်သန်တာမဟုတ်တော့ပျောက်သွားမယ်အဲ့တော့ကျွန်တော်တကယ်မရဘူးရတဲ့ခါရမယ်ရတဲ့ခါလည်းဒီတနေ့ရဲ့ဒီ24နာရီအချိန်လေးတစ်ခုပဲရရကျွန်တော်အချိန်ကျွန်တော်မျောနေတာအတွေ့အနဲ့မျောတယ် worries နဲ့မျောတယ်စိတ်ညစ်တာတွေနဲ့မျောတယ်တကယ်စက္ကန့်တိုင်းအချိန်တိုင်းမှာကျွန်တော်တကယ်ရှင်သန်နေရတဲ့တကယ်ဆုလက်ကြီးလို့တကယ်လူဖြစ်ခွင့်ရှင်သန်ခွင့်ရရှိနေပါလားဆိုတဲ့ဟာကိုကျွန်တော်တို့တကယ်ထိတွေ့မခံစားနိုင်ကြဘူးပေါ့နော်အဲ့ကျွန်တော်ဘာလို့ဒီ topic ပြောဖို့ဒီလို idea ရလာလဲဆိုတော့ကျွန်တော်အခုနောက်ပိုင်းဒီအလုပ်လေးတစ်ခု part time လုပ်လေးလောက်ကျွန်တော်အပြင်ထွက်နေရကျွန်တော်ယထာစီးရောယထာမှာတခါကျများသောပြင်နေရထိုင်ရပါတယ်
ထိုင်ရတဲ့အခါမှာကိုယ့်ရှေ့မှာထိုင်နေတဲ့သူတွေကြည့်လိုက်အများစုကကျွန်တော်တော့ရုံးချိန်ပေါ့နော်ရုံးချိန်ဆိုတော့အများစုကလေမျက်နှာတွေကမပျော်ဘူးမှုံတုံနေကြတယ်မဟုတ်လည်းပဲအားလုံးကဒီဖုန်းတွေထုတ်ပြီးတော့10ယောက်ထိုင်နေကိုရှိမှာ10ယောက်12ယောက်တန်းစီနေအဲ့10ယောက်12ယောက်လောက်မှာ10ယောက်လောက်ကဖုန်းကိုပဲအာယုံစိုက်နေကြအပြင်မှာဘာဖြစ်နေလဲသူရှိမှာဘာလို့မတည့်ရနေလဲမသိတော့ဘူးခါလေကြာရင်သူတို့ရှိမှာပို့ပြီးတော့နေရာပေးတဲ့ဖိုးကြီးဖွားကြီးမတည့်ရနေလဲမမြင်တော့ဘူးချို့လည်းမြင်ရဲ့ဒါနဲ့မြင်ကြောင်ဆောင်တာလည်းရှိမှာပေါ့ဒါပေမဲ့အဓိကကျွန်တော်ပြောချင်တာသူတို့လက်ရှိဖြတ်တန်းနေရတဲ့အဲ့ချိန်လေးမှာသူတို့ရှိမနေဘူး they are not at their present moment မှာရှိမနေဘူးဖုန်းနဲ့ရောက်နေတယ်တချို့ဆိုလည်းမျက်နှာတွေကတနေရာကိုကြည့်ပြီးတော့ site ကြည့်ပြီးတော့မဟုတ်လည်းငုံပြီးတော့တစ်ခုခုတွေးတောနေတယ်ဟိုကျွန်တော်အပြင်ကကြည့်ရတဲ့လူက they are not just alive they are not like really living a life လို့ထင်ရတယ်ပေါ့နော်အတနည်းလည်းမဟုတ်ဘူးအမြဲတမ်းပဲတကယ်ဆိုရင်အဲ့ဒီယထာစီးနေတဲ့အချိန်လေးမှာယထာလည်းပုံမှန်ဆိုတော့ကျွန်တော်စီးရဲ့လမ်းတော့မကြက်ဘူးအဲ့တော့ ACC ပဲလူရမ်းကြက်တာလည်းမဟုတ်ဘူးပေါ့နော်အဲ့ဒီချိန်မှာယထာပေါ်ထိုင်နေတဲ့သူတယောက်အနေနဲ့ကျွန်တော်ခံစားရတာပေါ့ထိုင်နေတဲ့သူတယောက်အနေနဲ့ကျွန်တော်ရှေ့မှာဒီဟိုဘက်ဒီဘက်ယထာဟိုဘက်ဒီဘက်ဆိုတော့ဒီယထာ brain box ကနေဖြတ်မြင်ရတဲ့မြင်ကွင်းကျ screen ရှိတယ် I like it very much အဲ့ဒီမြင်ကွင်းကျမလေးဟို TV show တက်ကိုပိုကောင်းတယ်ဘာလို့လဲဆိုတော့သူ့ရဲ့မြင်ကွင်းကျ screen ကကျွန်တော်အိမ်တိုင်းမှာရှိတဲ့ TV တွေပိုကြီးတယ်ယထာတစ်ခုလုံးရဲ့တွဲလုံးရဲ့မှန်ပေါ့နော်မှန်ကကျွန်တော်ထင်တယ်နှစ်ခုဆိုရင်အနည်းဆုံးဒေါင်းဖြတ်တိုင်းတော့မှဟိုလက်မှတ်100လောက်ရှိမယ်အခုကကျွန်တော်ကလက်မှတ်50ကိုလက်မှတ်60 TV လောက်ပဲရှိတာလက်မှတ်100လောက်ရှိရဲ့ screen မှာကျွန်တော်မြင်နေရတဲ့မြင်ကွင်းတွေ really real life နော်ဟိုရုပ်ရှင်တွေအတူလုပ်ထားတာတွေ AI နဲ့လုပ်ထားတာအဲ့ဒါမဟုတ်ဘူး real life ကျွန်တော်အဲ့ brain box ကနေဖြတ်ပြီးတော့ကျွန်တော်မြင်ရတဲ့တိမ်တွေတိုက်တွေချို့လဲဘူတာယုံရောက်ရင်ဘူတာမှာသွားလာနေကြတဲ့လူတွေလှုပ်ရှားမှုတွေ they are really live I can really see with this special screen of 100 inches has special screen and then it is keep on changing there is no directed by anyone အတယောက်က director လုပ်ပြီးတော့ဇလန်းဆင်ထားတာမဟုတ်ဘူးတနေ့ရင်တနေ့လည်းမတူချို့ကပြောမှာဟာမင်းပြင်းစရာကြီးကွာတနေ့တိုင်းဒီ screen ကိုကြည့်ဒီမြင်ကွင်းကိုကြည့်နေရဒီတိုက်ကြီးတွေဒါကြီးမပြင်းဘူးလား no it's not the same မတူဘူးနော်တိမ်နေပြောင်းလဲနေတာလူတွေအပြုတ်မှုတွေကျွန်တော်သတိထားမိတဲ့အရာတွေတခါလေကျွန်တော်တစ်ပင်ကိုသတိထားမိရင်ထားမိမယ်ခါလေကျွန်တော်အဆောက်အအုံ architecture ကိုသတိထားမိမယ်ခါလေနောက်တစ်နေ့ဖြတ်သွားရင်ကျွန်တော်အဆောက်အအုံ color ကိုသတိထားမိမယ်ခါလေနောက်တစ်နေ့ဖြတ်သွားရင်ဒီဘူတာယုံမှာလှုပ်ရှားသွားလာတဲ့လူတွေရဲ့ပုံစံတွေထောက်သတိထားမိမယ် they are really showing me just a life kind of a story ဒါပေမဲ့များသောအားဖြင့်လူအများစုကကိုတကယ်လက်ရှိအဲ့ဒီအချိန်မှာမြင်နေရတဲ့အရာနောက်ထိုင်ရတယ်ဆိုတော့လေတက်တောင့်တက်တာယထာလေးမှာဆိုအဲခွန်အေးနေအော်ယထာလည်းတွိုင်းဟိုညိတ်နေတာဟိုဝတိုင်းခါနေတဲ့ဗမာပြည်လိုစကောလိမ့်နေတာမျိုးလည်းမဟုတ်ဆိုတော့ I really enjoying it not because of I'm rich not because of I can get anything ကျွန်တော် enjoy ဖြစ်တယ်လို့မျိုးရထားမှာရှိတဲ့လူတိုင်းဟာအဲ့ဒီအချိန်မှာအဲ့ဒီ present moment မှာ enjoy ဖြစ်လို့ရတယ်ကျွန်တော်တို့လည်းဘာမှပုံမတောင်းဘူးတို့လိုပဲမျက်စိနှလုံးစိတ်ဒါပဲရှိတာ of course I have other things to worry in ဒီအလုံးနဲ့ပတ်သက်လို့ပဲဖြစ်ကိုအိမ်နဲ့ပတ်သက်လို့ပဲကျွန်တော်ဒီသင်တန်းနဲ့ပတ်သက်လို့ပဲဖြစ်အများကြီးရှိတာပဲ but ဒါပေမဲ့အဲ့ဒီအချိန်မှာအဲ့ဒါတွေကိုတွေးနေမယ်ဆို living moment မှာနေလိုက်ရင် we can have real living experience ကိုကျွန်တော်ရတယ်အဲ့ဒီဟာဒီဘင်လီခုနကကျွန်တော်ပြောတဲ့ကျွန်တော်ရရှိခဲ့တဲ့တန်ဖိုးအကြီးဆုံးခွင့်အရေးပဲ
ရှင်သန်ခြင်းဆိုတဲ့ဟာပဲအဓိကပြောချင်တာက present moment မှာမနေတတ်ရင်ကျွန်တော်တို့အသက်ရှင်နေဆိုတာကတကယ်ရှင်နေမဟုတ်ဘူးလို့တော့ပြောလို့ရတယ်အတိတ်နဲ့အသက်ရှင်နေတယ်အနာဂတ်အတွက်တွေးပူပြီးအသက်ရှင်နေတယ်ဒါလေးကိုကျွန်တော်အဓိကပြောချင်တယ်ဒါပေမဲ့ဒီလိုပြောလို့မင်းကဟိုတရားတွေပေါက်သွားပြီလားဒီဟိုဖြစ်သွားပြီလားမဟုတ်ဘူးဒါကဟိုလူအများစုရဲ့ကျွန်တော်လည်းအမြဲတမ်းတစ်ချိန်တိုင်းအဲ့လို alive ဖြစ်ပြီးတော့ 100% 24/7 alive ဖြစ်နေတာမဟုတ်ပါဘူးဟိုတခါတလေလဲသူတို့လိုပဲငူမဲငိုင်းမဲတခါလေဝေးရောက်သွားမယ်တခါကျဖုန်းထုတ်ကြည့်မယ်stock တွေဘယ်လိုအခြေအနေရှိလဲတခါကျထုတ်ကြည့်မယ်သတိရပြီးတော့အဲ့လိုမျိုးလည်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်အပါဝင်လူအများစုဖြစ်လိဖြစ်တာရှိတာက over worried ကျွန်တော်ဘဝနဲ့ပတ်သက်တဲ့အရာတိုင်းကိုလွန်ကဲဟိုစိုးရိမ်တင်တာတဲ့ပို့ပြီးတော့ serious ဖြစ်တင်တာနဲ့ပို့ပြီးတော့ unnecessarily ဒီစကားလုံးကောင်းတယ် unnecessarily react ကျွန်တော် life ကို unnecessarily react လုပ်တယ် react လုပ်တော့ဘာနဲ့ react လုပ်လဲဆိုတော့ပူပန်မှုတွေစိုးရိမ်မှုတွေတရားစကားဆန်ဆန်ပြောရရင်လောဘတွေဒေါသတွေဒါနဲ့ react လုပ်တယ်အားကြောင့်လေတကယ်ပြန်စဉ်းစားကြည့်အဲ့လောက် react လုပ်စရာမလိုကျွန်တော်လည်းပြန်စဉ်းစားကြည့်ရင်သိတယ်တစ်ချိန်လုံးတစ်ခါချို့ကိုအလုံးမှာပြောရမယ် meeting အတွက်စိတ်ပူနေတယ်အဲ့မနဲ့မိုးလင်းနေအဲ့ meeting မရောက်ခင်အထိကိုဒီစိတ်နဲ့တွေးပြီးတော့စိတ်ကြီးကနေလို့မကောင်းမင်းနဲ့ချိန်လုံး stress တွေ pressure တွေပြီးနေတယ် what's the point အဲ့လို stress တွေ pressure တွေပြီးခံနေလို့စိုးရိမ်နေလို့ဘာဖြစ်သွားမှာမို့လို့လဲဘာအကူညီရမှာမလို့လဲကိုလှုပ်ရှားရှိတာလှုပ်နိုင်တယ်များအကောင်းဆုံးလှုပ်ပြီးတော့ရင်ဆိုင်လိုက်အောင်ယထာပေါ်ရအောင်ယထာမှာရှိတဲ့အရာတွေ enjoy လို့ really enjoy you can really enjoy it အမို့ဘယ်နဲ့အဲ့ဒီအကြောင်းကြီးတွေပဲတွေးပြီးတော့အများအားဖြစ်သွားရင် you are losing the chance of living a life အဲ့လိုပဲပြောပါဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကလူအများစုကအခုခေတ်ပေါ့နော်အခုခေတ်လူအများစုကဘာကြောင့်အဲ့လို overreact ဖြစ်တာလဲဘာကြောင့် unnecessarily worry unnecessarily serious about daily routines things ပေါ့နော်အလုံးမှာတခုကဖြစ်လို့စိုးရင်ရတယ်ဟိုဘယ်လိုခေါ်မလဲတိုက်ခံပြောရတယ် intern နောက်ဆုံးအလုပ်ပြုတ်သွားအောင်တော့အလုပ်ပြုတ်လည်းဘာဖြစ်လဲအလုပ်ပြုတ်တော့နောက်အလုပ်ရှားမှာအလုပ်ပြုတ်လို့တည်သွားတာမှမဟုတ်တာဒါပေမဲ့အလုပ်ပြုတ်တယ်ဆိုတာကြီးကိုလူအခုခေတ်လူတွေကတည်လောက်မတက်ကိုကြောက်တယ်နောက်တစ်ခုကလည်းပဲအခု social media တွေပေါ့နော် social media တွေမှာကိုယ်ဦးတယောက်ကလူအများစုပဲဖြစ်ပေါ့နော်တခုခုထင်သွားမှာ impression ဖြစ်သွားမှာကိုအလုံးကြောက်တယ်အလုံးရှက်တယ်ချို့ဆိုအဲ့ဒီအတွက်နဲ့ကိုယ်တတ်သေးတဲ့ဟာအဆင့်ထိတောင်ရှိတယ်လူများငါ့ကိုဒီလိုထင်နေတဲ့နာမည်ကြီးမင်းသားမင်းသမီး celebrity ထင်နေတဲ့တခုခုငါရဲ့ဟိုအားနည်းချက်တခုခုဟိုတိသွားမှာကြောက်တယ်အဲ့ဒီအတွက်ကိုအလွန်ဘယ်လိုခေါ်မလဲ unnecessarily ကိုထိခိုက်စေတဲ့အထီကိုဖြစ်စေတယ်အဲ့လိုကြောက်တဲ့စိတ်စိုးရိမ်တဲ့စိတ်ကြွေကအခုခါမှာဒီလောက်မလိုအပ်ဖဲနဲ့ဘာလို့အဲ့လိုရှိနေရတာလဲအဲ့ဒီဟာအလွန်စိတ်ဝင်စားစရာကောင်းတဲ့နောက်တစ်ချက်ဖြစ်တယ်ဒါလူတိုင်းပဲကျွန်တော်လည်းပါဝင်တချို့ကိစ္စတွေမှာကျွန်တော်လည်းအဲ့လိုဖြစ်မှာဘာကြောင့်လဲအဲ့ဖြစ်စီတဲ့အကြောင်းတစ်ချက်ကတော့သိပ္ပံပညာကတော့ဘာလို့ခေါ်လဲဆိုတော့ evolutionary mismatch လို့ခေါ်တယ်စိတ်ဝင်စားစရာကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့cave man ပေါ့နော်ပြောရမယ်ဆိုတော့လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာတုန်းကတိရစ္ဆာန်တာဖြစ်ခဲ့တဲ့ကြောက်ခစ်လူသားပေါ့နော်အဲ့လူသားတွေခစ်တုံဟုတ်တယ်ကျွန်တော်တို့အရန်စိုးရင်ရတယ်အရန် seriously ထားတယ်အရန် alert ဖြစ်ရတယ်တကူဖြစ်ရင် seriously တုံ့ပြန်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာ anti wine နေ
နော်ကို predator ရှိတယ်အိမ်နေဂူထဲမှာအိမ်နေကြားဝင်ဆွဲမလားမွေပေါက်မလားနော်တခုခုကဖြစ် predator အများကြီးရှိတယ်ကျွန်တော်အသားကိုစားကြည့်နေတဲ့အကောက်တွေအများကြီးရှိတယ်ကိုဘေးနားမှာဟိုတခုခုဘာညာကိုရှင်တန်ရေးအတွက်စားကြည့်လဲဟို supermarket သွားပြီးဈေးဝယ်လို့ရမှာမဟုတ်ဘူးအဲ့ချိန်တုန်းကဟိုတနေ့လုံးမှတနေ့စားရတယ်ဆိုတဲ့စကားတိုင်းဟိုအစာရှာထွက်ရတယ်တနေ့မစားနိုင်တနေ့ငတ်တယ်အဲ့ငတ်မှုပြဿနာတွေအုပ်စုဟိုဘက်အုပ်စုနဲ့ဒီဘက်အုပ်စုတိုက်ခိုက်တယ်ရန်ဖြစ်ကြတယ်ဒီပြဿနာတွေအဲ့ဒီတော့ကြောက်ခစ်တုံးပေါ့နော် caveman ဘဝတော့ဆိုတော့ယောဂဘေးရဘေးဘာဖြစ်လို့ဘာဖြစ်မှန်းလည်းမသိဘူးကျွန်တော်တို့အခုလိုဟာဆရာဝန်ကြီးသွားတော့ပါရာစီတမောလေးတောက်လိုက်ရင်ပျောက်သွားတာမျိုးမဟုတ်ဘူးဘာလို့ဖြစ်မို့လို့ဖြစ်မှန်းလည်းမသိဘူးဘလို့ဖြစ်လို့တည်သွားမှန်းလည်းသိမှာမဟုတ်ဘူးဘလို့ဖြစ်လို့တခုခုဟိုခန္ဓာကိုယ်ကြီးချိုးရင်းသွားဘာညာဘာမှသိမှာလည်းမဟုတ်ဘူးတဘာဝဘေးရနေနော်လေတံမိုးတံဒါအကုန်လုံးခံခဲ့ရတဲ့အတွက်ကြောင့်မလို့လူသားတွေကဒီအန်ဒီယေတွေကိုခစ်လိုက် survive ဖြစ်အောင်နော် caveman survival လို့ခေါ်တယ် caveman survival နဲ့ survive ဖြစ်အောင်လုပ်ခဲ့တဲ့အပြုအမူအလေးကျင့်တယ်ကျွန်တော်အခုခေတ်လူသားတွေအထိပါလာဟိုလူသားတေးပြီလေမင်းဒီဘက်လူသားနဲ့ဘာဆိုင်လို့လဲမင်းရှေ့ဘွားနောက်ဘွားတွေပြောမလို့လားလို့ပြောအခုကကျွန်တော်ရှေ့ဘွားနောက်ဘွားပြောမှာမဟုတ်ဒီသိပ္ပံပညာပြောတဲ့ဒီလူသားတွေရဲ့စင်ကဲပြောင်းလဲမှုလို့ခေါ်တာပေါ့အုံနောက်ရဲ့စင်ကဲပြောင်းဒီအုံနောက်ကဒီနေရာမှာဒီအန်တီရီကိုရင်ဆိုင်ရဖို့အတွက်အများနဲ့အလောက်ဖြစ်နေရတယ်အများနဲ့စိုးရိမ်ညာအများနဲ့ worry ဖြစ်နေရတယ်တကူဖြစ်ရင်ဟို fight or flight ပေါ့နော် fight or flight mode နဲ့ပဲအများနဲ့လုံနေရတယ်အဲ့ဒီအုံနောက်ရဲ့စင်ကဲဖြစ်မှုဒီကျွန်တော်ဗုဒ္ဓဘာသာမှာလည်းရှိတယ်လေစိတ်ရဲ့ဖြစ်စဉ်ရပဲဒီဘဝတစ်ခုနဲ့တစ်ခုကိုချိတ်သွားတာအခုသိပ္ပံပညာရဲ့ဒီလူတွေသိတယ်ဟုတ်တယ်ဒါပေမဲ့ပြန်မွေးလာတဲ့လူပြန်ဝါဖြစ်လာတဲ့လူကဒီအုံနောက်ရဲ့စင်ကဲပြောင်းလဲမှုတွေကခုနကျွန်တော်တို့ခံစားရတဲ့ဖြတ်သန်းခဲ့ရတဲ့ကြောက်ခစ် survive caveman survivor stress ကိုအခုတတိကျွန်တော်တို့လွှမ်းမိုးခံနေရကျွန်တော်အုံနောက်ထဲမှာလွှမ်းမိုးနေသေးတယ်တချို့တစ်စိတ်တစ်ပိုင်းတချို့နေရာတွေမှာကျွန်တော်ခုနပြောရဲလိုတာလက်ပို့ပြီးတော့စိုးရင်းနေအလုပ်ပြုတ်တော့ဘာဖြစ်လဲအလုပ်ပြုတ်တော့အိမ်ပြန်အေးစေးအိမ်နေတည်းကျတော့အေးစေးနားလိုက်ပေါ့အေးကွာအေးရတော့အိမ်နေတည်းနေတော့နောက်နေ့ကျအလုပ်ပြန်ရှာဒါပေမဲ့မဟုတ်ဘူးကျွန်တော်ဒီအလုပ်တော်သွားပြီးအဘွားသွားပြီးတေးတဲ့အတိုင်းပဲအဲ့လိုဖြစ်တယ်တချို့ဆိုအဲ့လိုကြီးပေါ့ over reacting ဟိုဖြစ်တယ်တယောက်ကငါအလုပ်မှာကိုနဲ့အတူတူဖြစ်တဲ့တငယ်ချင်းတယောက်ကဂျာရုတက်သွားပြီဆိုတမန်တော်ဒုက္ခပဲအဲ့လိုမျိုးတွေပေါ့ဆိုတော့ဒါတွေလည်းအကြောင်းတစ်ခုအနေနဲ့အခုခေတ်မှာကျွန်တော်ဟိုပြောရမယ်ဆိုရင်နိုင်ငံဆိုတာလေကဘာကြီးကပြောတာပါကျွန်တော်နိုင်ငံတော့မဟုတ်ဘူးကဘာကြီးကတိုးတက်နေပြီတောင်ဆိုအေးစေးနေနိုင်တယ်စားနိုင်တယ်ဟိုနေနိုင်စားနိုင်ဆိုမင်းကနေနိုင်လို့စားရင်လို့မနေနိုင်မစားနိုင်တဲ့လူတွေကိုဘယ်လိုပြောမလဲလို့မပြောနဲ့ဒါ in general ပြောတာနော်ဟိုကြောက်ခစ်လူသားတွေနဲ့ဆိုင်ကျွန်တော်အများကြီးအခုခေတ်မှာအများကြီးဟိုအေးစစ်နေနိုင်တယ်ပညာလေးသင်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့စီမှာခုနပြော over react ဖြစ်တဲ့ဒီ sense ကကျွန်တော်တို့ရဲ့ brain ထဲမှာရှိနေသေးတယ်အခုခေတ်မှာအရင်တော့ဒီ predator ဆိုငတ်မှုတို့ဒီယောဂဘေးတို့တဘာဝဘေးတို့မှာရှိတဲ့ alertness ပေါ့နော်ကျွန်တော်တို့စိတ်ထဲမှာအဲ့ဒါတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတော့ကြောက်စိတ် worry စိတ်ကအခုခေတ်မှာကျွန်တော်ကြုံရတာဘာလဲဆိုတော့ဥပမာစောက်ထားတော့အလုံးမှာ project deadline နာမည်ပေးတာ deadline လို့နာမည်ပေးထားတယ် deadline ဆိုတော့တကယ်သေးတာလည်းမဟုတ်ဘူးဒါပေမဲ့ deadline ဆိုပြီးတော့နာမည်ပေးထားတာ project deadline မမီရင်ငါတို့ဒုက္ခပဲဒုက္ခမစားနိုင်မအိတ်နိုင်ဟို stress တွေဖြစ် depression တွေဖြစ်ပြီးတော့ဖြစ်ဒါပေမဲ့အဲ့ project deadline ကိုကျွန်တော် project deadline ထိပဲမမြင်မနဲ့ကျွန်တော်စိတ်ထဲဟို predator အရင်တော့ဒီ caveman ဘဝက predator တွေနဲ့ကို do or die ဖြစ်မဲ့လောက်ထိကျွန်တော်စိတ်ထဲမှာသွားစဉ်းစားရတဲ့အတွက်ကြောင့်မလို့ stress တွေပေါ်လာတယ် depression တွေဖြစ်တယ်မလိုလားအပ်တဲ့စိတ်ဖိစီးမှုတွေဖြစ်တယ်ဒီတိုင်းမှာ social media တို့နော်ဒီ job security တို့ဒါတွေပေါ်မှာကျွန်တော်လိုအပ်တာတဲ့ပို့ပြီးတော့အလွန်ပူပန်မှုတွေအလွန်စိုးရိမ်မှုတွေ overreact တွေဟိုဒါလေးတစ်ခုဖြစ်မှာနဲ့ကိုကသူများတော့တစ်ခုခုဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီဟာလေးတစ်ခုဆုံးရှုံးသွားမှကြောက်လို့ချားလူကိုမျက်နှာအောင်လှုပ်လိုက်တာတွေဒါတွေအများကြီးတွေ့ရတယ်
နောက်တစ်ခုကလည်းပဲအဲ့ဒီကျွန်တော်အဲ့လိုလိုအပ်တဲ့ပို့ပြီးတော့ပူပန်စိုးရိမ်နေတာကခုနပြောတာဒီ NDL ကိုတုံ့ပြန်ဖို့အတွက်ဒီ brain ရဲ့လှုပ်ဆောင်မှုကဒီကျွန်တော် caveman ဘဝရဲ့ဟာတွေရဲ့တချို့အရေးငွေတွေအခုတည်းပါနေသေးတယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့သင်ခန်းစာယူတာသင်ခန်းစာယူရလဲဒီလိုပဲဟာငါဟိုအရင်တော့က caveman ဘဝတုန်းကဟိုအရင် caveman အချိန်တုန်းက brain ကတခုခုမလုတ်ခဲ့လို့တခုခုမကာကွယ်ခဲ့လို့ဟိုမိချောင်းစားခံလိုက်ရတယ်ကြားဆွဲခံလိုက်ရတယ်ဟိုကိုယ့်ရဲ့ဟိုဘက်အုပ်စုကလူကကိုယ့်ကိုတတ်လိုက်တာခံလိုက်ရတယ်တခုခုနာကျင်သွားတယ်မဟုတ်လဲငါတေးချသတိမထားမိလိုက်လို့တောင်ပေါ်ကပြုတ်ကြတယ်အဲ့လိုမျိုးတွေဖြစ်တဲ့ဟာကိုသင်ခန်းစာယူတဲ့သင်ခန်းစာယူလွန်းတဲ့စိတ်ကလည်းကျွန်တော်အခုခေတ်လူသားတွေရဲ့ brain ထဲမှာရောက်တယ်လို့ခံစားရတယ်။အော်နေရာတိုင်းမှာအများနဲ့တွေးနေဟာဒါဟုတ်ပါမလားဟုတ်ပါမလား तू ကဘယ်လိုလုပ်ငါဘယ်လိုလုပ်ရမလဲဘယ်လိုပြန်ပြောရင်ငါဘယ်လိုပြန်ပြောရမလဲဘယ်လိုဖြစ်ရင်တော့ဘယ်လိုအဲ့ဒါတွေနဲ့ပဲတွေးပြီးတော့အဲ့ဒါတွေနဲ့ပဲခေါင်းထဲမှာချလဲနေတယ်။အဲ့လိုအတွေးတွေများလေလိုအပ်တဲ့ပြင်ဆင်မှုတက်ကိုပို့ပြီးတော့တွေးပြီးတော့ဟိုဘယ်လိုခေါ်မလဲ realistic ဖြစ်တဲ့ပြင်ဆင်မှုကိုပြောတာမဟုတ်ဘူးဒါမှမဟုတ်အဲ့ဒါတက်ပို့ပြီးတော့ပြင်ဆင်တာလည်းမဟုတ်စိတ်ထဲမှာတွေးပြီးတော့ပူပန်ပြီးတော့အဲ့ဒီဟာတွေကလည်းပဲကျွန်တော်တို့အခုခေတ်လူသားတွေမှာ influence ဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဟိုအေးဟုတ်တယ်စိတ်ပူတာကတော့ဂိုင်းပူကြဘာလို့အဲ့လိုဖြစ်တာလဲဆိုတော့one of the big reason ပေါ့နော် one of the big reason ကအိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော့ကျွန်တော် survive လုပ်ခဲ့ရတဲ့အချိန်မှာပြုမှုခဲ့တဲ့စိုးရိမ်မှုတွေအပြုမှုတွေရဲ့ habit ကပေါ့နော်အခုထိကိုနည်းနည်းညာဆက်ပါနေသေးတယ်ဒါလည်း one of the ဒီ scientifically တွေ့ရှိချက်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လည်းဖြစ်တယ်တကယ်ကကျွန်တော်ဒီဘဝမှာဟိုအသက်သေးစေအလုတ်ပြုတ်တာကကျွန်တော်အမြဲပြောဆိုအလုတ်ပြုတ်တာအသက်သေးတာမဟုတ်ပဲနော်ဟိုအသက်သေးစေလို့ကိုအိတ်နေတော့ကြားလာဆွဲမလားဘာလာဆွဲမလားဆိုတော့ဒီခုဖြစ်မှာဘာမှပူစရာမလိုတော့ကြားမပြောနဲ့ဟိုအခုခေတ်ကကျွန်တော်ကချင်းကိုက်တော့မှကြားဆွဲသူကျွန်တော်ထင်နေတာအခုခေတ်ကအလိုဆုံးဖြစ်မှာချင်းကိုက်တာလောက်ပဲရှိမှာစင်ကွာဆိုချင်းတော့မကိုက်တော့ဆိုတော့ဟို life ကပြောင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာ attitude တွေကျွန်တော်တို့ဟိုဒီ fight or flight mode တွေကတချို့ဟာတွေကကျန်တယ်အဲ့တော့အဲ့ဒါတွေကိုဘလို့ပြန်ပြီးတော့တက်အောင်ဘလို့ပြန်ပြီးတော့မှန်အောင်လောက်ရမလဲဆိုတော့အခုလက်ရှိကျွန်တော်တို့ဖြတ်သန်းနေရတဲ့ life ကိုအရှိတိုင်းသိဖို့အဲ့လိုအရှိတိုင်းတကယ်ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းပဲအတိအကျလေးမှန်မှန်ကန်လေးသူ့အတိုင်းတာအထိပဲသိပြီးတော့ react လုပ်ဖို့ပုံတော့ကျွန်တော်အတွေးတွေခြာလဲပြီးတော့ပိုတွေးမယ်ပိုပြီးတော့ react လုပ်မယ်ပိုပြီးတော့စိတ်ညစ်မယ်ပိုပြီးတော့ suffer ဖြစ်မယ်အဲ့ဒါကြောင့်မလို့ဟိုအဓိကကျွန်တော်နောက်ဆုံးပြောချင်တာကကျွန်တော် mindfulness teacher မလို့တော့ပြောတာမဟုတ်ဘူးဒါပေမဲ့ that's why mindfulness practice is very very crucial for people in these days အဲ့ဒါကြောင့်မလို့အခုခေတ်လူသားတွေအတွက်ခုန present moment မှာနေတတ်တဲ့အလေးချက် again in other words နောက်တနည်းနဲ့ပြောရမယ်ဆိုရင်လက်ရှိဖြစ်နေတဲ့အရှိတရားလေးကိုအဲ့အရှိအတိုင်းလေးသိပြီးတော့ react မှန်ကန်လုပ်တတ်တဲ့အလေးချက်နောက်တနည်းပြောရမယ်ဆိုရင်မလိုအပ်ဖဲနဲ့အတွေးတွေစိုးရိမ်မှုတွေနဲ့တကယ်ပြစ္ဆုတ်ပံမှာမနေတတ်တဲ့အလေးချက်အဲ့ဒီဟာတွေကိုဖျောက်ဖို့အတွက်we need to learn how to be mindful in present moment မှာနေတတ်ဖို့အတွက်အလွန်အရေးကြီးတယ်တနည်းပြောရရင်လည်းကျွန်တော် re-engineering ပြန်လုပ်ဖို့လိုတယ်ကျွန်တော် brain တွေကျွန်တော်တို့ရဲ့ဒီ
anatomy body re-engineering ပြန်လုပ်ဖို့လိုအဓိကစိတ်ဆိုဒီ brain နဲ့စိတ်နဲ့ဆက်ဆက်နေတာဒါ re-engineering ပြန်လုပ်ဖို့လိုဟုတ်ရင်ကျွန်တော်တို့ဟိုဒီလူသားဖြစ်ပြီဆိုတော့ကျွန်တော်တို့ရဲ့အပြစ်လဲ 100% တော့မဟုတ်သူဒီလိုစင်ကဲပြောင်းလဲလာတဲ့အရာကျွန်တော်ဒီလို react ဖြစ်တဲ့ over worry ဖြစ်တဲ့ဒါတွေကရှိလာတယ်ဒါပေမဲ့ဒီနေရာမှာမေးစရာတစ်ခုတော့ရှိတယ်အေးအဲ့လိုမင်းအဲ့လိုပြောစတဲ့ဆိုရင်မင်းအဖေမေအဖိုးဖွားတွေကအခုခေတ်ငါတို့ရဲ့အဖေမေအဖိုးဖွားပေါ့နော်ထားပါတော့ငါတို့ရဲ့အဖေမေအဖိုးဖွားတွေကအခုခေတ်လူတွေလောက် stress မများဘူးလေကွာသူတို့လည်းပဲကြောက်ခေတ်ကဆင်းသက်လာတာပဲသူတို့ကမှငေါ့တဲ့ဆိုင်ပိုနီးသေးတယ်လေကြောက်ခေတ်တဲ့ဟုတ်တယ်မလားအဲ့ဒါကြဘယ်လိုဖြစ်တာလဲ you can have a question right မေးစရာရှိပေါ့နော်အဲ့ဒါကကြတော့နောက် factor တစ်ခုဝင်လာတယ်အဲ့ factor ကဘာလဲဆိုတော့အခုခေတ်မှာကျွန်တော်တို့ကြုံတွေ့နေရတဲ့ smartphone social media ဒီဟာတွေကလွှမ်းမိုးမှုအများကြီးပါတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါ this is my view ပေါ့နော်အခုခေတ်လူတွေပို့ပြီးတော့ stress များတယ်ပို့ပြီးတော့ဒီ worry တွေများတယ်ဖြစ်နေရတယ်ဒါတွေကြောင့်လည်းပါတယ်ခုနဟိုကြောက်ခစ်ကနေပြီးတော့တည်လာတဲ့ဒီစင်ကဲပြောင်းလဲမှုကလည်း factor တစ်ခုပေါ့ဒါပေမဲ့အခုဒီခေတ်မှာမှကျွန်တော်တို့ထပ်ပေါ်လာတဲ့ဒီဆို smartphone နဲ့ပဲကျွန်တော်တို့ဒီထဲမှာလည်းကျွန်တော်တို့ကဘာကျွန်တော်ရဲ့တနေ့တာရဲ့နိုင်တော်တော်များများအဲ့ screen ပေါ်မှာအချိန်ကုန်နေတာတူကိုပါနော် social media ဘယ်သူကပြင်ငါ့ကိုဘယ်လိုမြင်မယ်ဘယ်သူကဘယ်လိုပြောလိုက်ပြီးနောက်ဟို social media မရှိတော့ဆိုဘာလောကကြီးသူ့နေရာမှာသူဖြစ်နေတယ်ကိုယ်လည်းဘာမှတိတ်လည်းသိတာမဟုတ်အခုကြောင့်အကုန်လုံးဟိုလူနဲ့ဟိုလူရန်ဖြစ်ပြီးဟာဟိုနဲ့ပွဲဖြစ်နေပြီးဟာအကုန်လုံးအဲ့ဒါတွေနဲ့ပဲဟိုဖြစ်တော့မလိုလားအပ်တဲ့ excitement နေနော် stress နေ disappointment နေနောက်စိတ်ရဲ့အနားယူရမယ့်အချိန်မှာကောင်းအနားမယူနိုင်မှုတွေနောက်အခုလက်ရှိဖြစ်နေတဲ့ပစ္စုပန်ကိုမေ့သွားမှုတွေပစ္စုပန်ကိုလျှလျူရှုလိုက်မိမှုတွေဘာလို့လဲဆိုတော့ဒီ screen ပေါ်မှာပဲအောင်ဆိုင်နေအောင်ဒါတွေကြောင့်လေ okay လူတွေဒီ stress ညားတယ်ဖြစ်နိုင်အဲ့ဒါကြောင့်မလို့နောက်ဆုံးချုပ်ရမယ်ဆိုရင်တော့ mindfulness ပေါ့နော်တလို့လည်းချုပ်ရစေဆိုတော့အဓိကဟိုအကြံပေးချင်တာကတော့ဒါတော့တရားထိုင်မှတရားစခန်းသွားမှအဲ့လိုမဟုတ်ပါဘူးဟိုနေကြည့်ပါ living present moment လေးမှာနေကြည့်ပါ present moment ကိုခံစားကြည့်ပါ present moment ရဲ့အလှပတွေလေညင်းလေးတက်လိုက်တာလေးပန်းနှံလေးငှက်အော်တန်လေးတွေနော်လူရဲ့အပြုံးတွေလူရဲ့ behavior တွေကျွန်တော်ဆိုမနေ့အိတ်တိန်တွေကိုကြည့်ရတယ်တိန်တွေကမတူဘူးတနေ့နော်တစ်ချိန်လည်းမတူဘူးမယုံတိန်တွေကိုကြည့်တိန်ကအများကြီးပြောင်းနေရတယ်ဒီပြောင်းနေတိန်တွေအထက်အလှပပြုတ်လှုပ်ရှားမှုတွေ I can really enjoy it so အဲ့ချိန်လေးမှာ I can really alive whatever the sixth sense I can have at that moment ဒါရီပြောလို့ဟာမင်းမစိုးရိမ်စရာမရှိတော့ဘူးလားအလုံးမှာဟိုစိတ်ပူစရာမရှိဘူးလား slow ရမယ် planning မရှိဘူးလားဘာမှအများကြီးပဲရှိတယ် it doesn't matter we still need to do whatever you are worried now or you are worried later right so ဟိုအဓိကဟို message ပေးချင်တာကတော့ခုနပြောတဲ့ဘဝမှာကိုတကယ်အသက်ရှင်နေရသားနဲ့တည်နေတဲ့လူတွေအများကြီးပဲကိုတကယ်အသက်ရှင်နေရသားနဲ့ alive မဖြစ်တဲ့လူတွေအများကြီးကိုတကယ်ဘဝမှာရန်တန်ဖိုးအရှိဆုံးခုနပြောတဲ့လူဖြစ်ခွင့်သို့မဟုတ်ရှင်တန်ခွင့်ရထားရဲ့သားနဲ့ရှင်တန်မနေတဲ့သူတွေရှင်တန်တဲ့လူသားတယောက်အနေနဲ့
life ကိုဖြတ်တမ်းမနေတဲ့လူတွေအများကြီးပဲရှိတယ်အဲ့ဒါကြောင့်မလို့အဲ့လိုမဖြစ်အောင်တက်နိုင်ဆုံးဘယ်လိုဘဝပဲဖြစ်ဖြစ်ပါစေရဲဘဝပဲဖြစ်ချမ်းသာတဲ့ဘဝပဲဖြစ်ဖြစ်ခိုင်လဲချို့လဲခက်ခဲရေးရှိတယ်ဟိုမင်းက AC နေရာကိုမင်းပြောနိုင်တာပေါ့အဲ့လိုလဲချို့ထင်ကြမယ် no it's ကျွန်တော်တဲ့ AC မနေနိုင်ဘူးလေကျွန်တော်တဲ့အလုပ်ချုပ်ချက်ခက်ဆုပ်ပြတ်တတ်နေတဲ့သူတွေကျွန်တော်လည်းပို့ပြီးတော့ဒီ life ကို enjoy ဖြစ်နေတဲ့လူတွေရှိနိုင်တာပဲ it doesn't matter ဒီကကိုယ့်ရဲ့ဘဝကိုအဓိပ္ပာယ်ရှိပြဘဝရှင်တန်ပြီးနေထိုင်ကြပါလို့ပြောရင်းနဲ့ပဲဒီနေ့ဒီရောက်တဲ့ရ talk လေးကိုညီကုန်းချုပ်ချင်ပါတယ်နောက်ပတ်ကြရင်ရောက်တဲ့ရမှာပြန်ဆုံကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်